endless drama endless မပြီးဆုံးနိုင်တဲ့ drama ဆိုတာချုံမြင်ခြင်းတွေပါမယ်နာကျင်ခြင်းတွေပါမယ်ဆွေးမြေ့ခြင်းတွေပါမယ်ကြေကွဲခြင်းတွေပါမယ်စွတ်ပြန့်ကြည်နူးဖွယ်ရက်တာတွေစုံလင်နေတာကို drama လို့ခေါ်တယ်အဲ့တော့ TikTok ပေါ်မှာ endless drama ဆိုတာ influencer တွေပေါ့နော် TikTok ပေါ်ကနာမည်ကြီးပုဂ္ဂိုလ်တွေကို influencer လို့ခေါ်တယ် influencer တွေတယောက်နဲ့တယောက်တိုက်ခိုက်ကြတာမျိုးဒီဘက်ကဒုံးဆိုတခုပြောလို့ဟိုဘက်ကဒုံးဆိုတခုပြန်ဖြေလိုက်အကြာကြီးပဲ that's endless drama ပြီးတော့ဘဝမှာနေဇတူကကိုကြုံနေရတဲ့ကိုဖြတ်တန်းနေရတဲ့ပြဿနာလေးတွေကိုလည်းခေါ်တယ်ဥပမာဆရာဆိုရင်အင်တာနက်ဘေးဒုက္ခတွေဖြစ်နေတယ်လားရှိုးမှာနော်အင်တာနက်လိုင်းရဖို့ကိုဟိုရုံးဝင်ပြောလိုက်ဒီရုံးဝင်ပြောလိုက်ရန်ကုန်ပြောလိုက်ဟိုလူပြောလိုက်ဒီလူပြောလိုက်နဲ့မျက်နှာငယ်စွာနဲ့လိုက်ပြီးစူးစမ်းနေရတယ် the endless drama of internet ပြီးကြတော့မိန်းကလေးတွေရဲ့ဘဝမှာနော်ဝက်ချာပေါက်လာပြန်ပြီဆေးထက်ပျောက်သွားပြန်ပြီထပ်ပေါက်လာပြန်ပြီဆေးထက်ပျောက်သွားပြန်ပြီထပ်ပေါက်လာ endless drama of the pimples ဒီလိုလေးသုံးလို့ရတယ်အဲ့တော့သူဆိုလိုရင်းအဓိပ္ပာယ်ကတော့မပြီးဆုံးနိုင်တဲ့ချိုတလက်ခါတလက်အခြေအနေမျိုးလေးတွေကိုခေါ်တယ်ပြီးကြတော့ချမ်းသာတဲ့အိမ်ကမွေးလာတဲ့မိန်းကလေးတွေပေါ့နော်သူတို့လည်း endless drama တွေခင်းတတ်တယ်နော်ဒီနေ့ဒီဝတ်ဆောင်ဝတ်ပြန်ပြီးနောက်ရဲ့ဟိုဖက်နှက်စီးပြန်ပြီးနောက်ရဲ့ဟိုအိတ်လွယ်ပြန်ပြီးနောက်ရဲ့ဟိုနိုင်သုံးပြန်ပြီးနောက်ရဲ့ဒီဖုန်းသုံးပြန်ပြီး endless drama of being rich အခြေရမှာလဲ endless drama ဆိုတာရှိရကောင်မလေးတွေချွဲမယ်ချွဲပြီးရင်ရစ်မယ်ရစ်ပြီးရင်ငိုမယ်ငိုပြီးရင်ပြေးလဲမယ်ပြေးလဲပြီးရင်ပြန်ချွဲမယ်ပြန်ရစ်မယ်ပြန်ငိုမယ်ပြန်ပြေးလဲမယ် endless drama of falling in love စသဖြင့်သုံးပါတယ် okay